Hello everyone. ဒီနေ့တော့ကျွန်တော်တို့ Unit 1 Accession Grammar in Use for Addition ပေါ့နော် Ray Murphy ရဲ့ Accession Grammar ဘုတ်ကိုကျွန်တော်တို့မျှဝေပေးပါမယ်ဒီနေ့ Unit 1မှာဘာခေါင်းစဉ်လဲဆိုတော့ is are ဘာတဲ့ထဲမှာဆိုတော့ present တဲ့ထဲမှာပါတယ်မနော် present tense ထဲမှာပါတယ်ဆိုတော့ကျွန်တော်တို့ am တော့ am နဲ့တွဲဟာ is are တော့တစ်ခုဂိမ်းနဲ့အများကြီးပေါ့ဗျာနောက်ရက်တစ်ခုဂိမ်းနဲ့အများကြီးမှာတွဲရဟာပေါ့ဘာလို့မှဆိုကျွန်တော်တို့ဖတ်ကြည့်အောင် My name is Lisa. I'm American. I'm from Chicago. I'm student. My father is a doctor. My mother is a journalist. I'm 22. My favorite color is blue. My favorite sport are football and swimming. I'm interested in art. I'm not interested in politics. ဟုတ်ပြီနော်ကျွန်မနာမည်တော့လီဇာလို့ခေါ်ပါတယ်လေကျွန်မကတော့အမေရိကဖြစ်ပါတယ်လေအမေရိကန်တယောက်ဖြစ်ပါတယ်လေကျွန်မကတော့ချီကာဂိုမှာရှိအမေရိကန်လူမျိုးတယောက်ဖြစ်ပါတယ်လေကျွန်မအကြောင်းသူတယောက်ပါလေကျွန်မရဲ့ဖေကတော့ဆရာဝန်တယောက်ဖြစ်ပါတယ်ကျွန်မရဲ့အမေကတော့ဒင်းစာဆရာမစာရေးဆရာမတယောက်ဖြစ်ပါတယ်ပေါ့နော်ဒင်းစာဆရာမတယောက်ဖြစ်ပါတယ်ကျွန်မရဲ့တက်ကတော့22ရှိပါပြီတဲ့ကျွန်မကျန်းနေတဲ့ဆိုတော့ကကျွန်မကျန်းနေတဲ့ရောင်ကတော့ပြာရောင်ဖြစ်ပါတယ် My favorite sport ကျွန်မနေတဲ့အားကစားတော့ဘောလုံးကန်ချင်းနဲ့ရေကူးချင်းဖြစ်ပါတယ်တဲ့ကျွန်မအမှုပညာကိုစိတ်ဝင်စားပါတယ်တဲ့ကျွန်မနိုင်ငံရေးကိုသိစိတ်ဝင်စားပါဘူးလို့ပြောရတယ်ဟုတ်ပြီနော်အဲ့ဒါကျွန်တော် number B က A ကတော့ B ကပါလဲဆို positive နဲ့ negative ဒါကတော့ short form ပေါ့နော်ဒါကတော့ long form ပေါ့ဟုတ်ပြီနော် am he isဟုတ်ပြီနော်အဲ့ဒါ negative ဟုတ်ပြီနော် negative ကကြတော့ကျွန်တော်တို့ဘယ်နောက်မှာထည့်ပေးရလဲဆိုတော့ verb to be ရဲ့နောက်မှာထည့်ပေးရတယ်အငင်းဝကြပေါ့နော်ကျွန်တော်တို့သိရပုံစံကတော့ငင်းဝကြဟုတ်ပြီနော်ငင်းဝကြ I'm not a doctor ကျွန်တော်ဆရာဝန်တရားမဟုတ်ပါအဲ့လိုပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီပုံစံလေးတွေသိတယ်ဆိုရင်တော့လောလောကူကူနားတယ်လို့နေတယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့ example ဆက်ကြည့်အောင် I'm cool can you close the window please ကျွန်တော်အေးနေတယ်လေကျေးဇူးပြုပြီးပရင်းပုတ်ပိတ်ပေးလို့ရတာပေါ့နော်ပိတ်ပေးလို့နိုင်လားပေါ့ I'm 32 year old my sister is 29ကျမအသက်30နှစ်ရှိပါပြီကျမရဲ့ညီမကတော့29ရှိပါပြီလေ Steve ကနေမကောင်းဘူးလေ he is in bed တော့အေးရမှာလေနောက်တစ်ခုက my brother is cat or dog ကျွန်တော်ရဲ့ကိုကလေခွေးကိုကြောက်တာလေဟုတ်ပြီနော်ခွေးကမှ is cat ဟုတ်ပြီနော်ဒါတော့ finance ဆိုရင်ဒါဘာနဲ့ရဲ့လို့ passive voice နဲ့ရေးထားနော် what to be from part 3ဟုတ်ပြီနော်အဲ့ဒါတစ်ချက်နောက်တစ်ခုက is 10 o'clock you are late game ဟုတ်ပြီနော် it is 10 o'clock စံနာရီထိုးပြီးလေနာထပ်ပြီးတော့နောက်ကျပြန်ပြီရဲ့ and I got a friend and then ကျွန်တော်လည်းတကယ်ချင်းကောင်းတွေဖြစ်ကြတယ်လေ your key are on the table เนี่ยတော့ကတော့ server မှာရှိပါတယ်လေနောက်တစ်ခုကဘာလဲဆို I'm try but I'm not hungry ငါရမ်းမွန်ပန်းနေတယ်လေတို့ပြီမဲ့လေတို့တော့လည်းငါဘယ်မစားဘူးလေ Lisa is interested in politics she is interested in art Lisa တော့နိုင်ငံရေးကိုစိတ်ဝင်စားဘူးလေသူကတော့နုပညာပဲစိတ်ဝင်စားတယ်လေနောက်တစ်ခု Jane isn't a teacher Jane ကဆရာမတယောက်မဟုတ်ပါလေ he is a student သူကဆရာကျောင်းသူတယောက်သူကကျောင်းသားတယောက်ဖြစ်ပါတယ်လေနောက်တစ်ခုက those people are English they are Australian ဒီလူတွေကတော့အင်္ဂလိပ်လူတွေမဟုတ်ပါဘူးအင်္ဂလိပ်လူမျိုးတွေမဟုတ်ပါဘူးလေသူတို့ကတော့ Australia လူမျိုးတွေဖြစ်ကြပါတယ်လေ it is sunny today ဒီနေ့ကတော့ရာသီဥတုကတော့နေသားနေတယ်ပေါ့နော် but it is one ဒါပေမဲ့တော့မနွေးဘူးပေါ့မပူဘူးပေါ့လို့ပြောပါနော်ဟုတ်နော် dust that there's there here's ဟုတ်နော် dust အဲ့ဒါက thank you that's very kind for you ဒါဆိုတာဒါကျင်နာရယ်ပေါ့နော်ဒါကျင်နာတဲ့လို့ရပေါ့ကျင်နာ not good look thatဆိုတာဒီနီနာမှာရှိရပေါ့နော် look there is carrots ဟိုမှာ carrot ရှိတယ်တဲ့နောက်တစ်ခုက here you are king ဒီမှာနင်းတော့လေ thank you တဲ့ဒီမှာတော့ဟုတ်ပြီနော်ဒါ duck ရဲ့ there ရဲ့ here ရဲ့
ဒီသုံးလုံးကိုကျွန်တော်တို့က example အနေနဲ့ပြီးရင်ထပ်ရှင်းပေးပါမယ်ဒီမှာဒီ here's your key ရောဒီမှာနေရတော့လေ thank you လေကျေးဇူးတင်ပါတယ်လေနောက်တစ်ခုကဒီမှာသူကညွှန်းထားတာရှိတယ် MS question unit 2မှာရှိပါတယ်လေthere is နဲ့ there are unit 37မှာဆက်လေးလာလေးရပါတယ်လေA နဲ့ N နဲ့ကတော့ unit 65မှာလေ short for evidence form မှာညွှန်းချက်လေးမှာရှိပါတယ်လေဒါကတော့ exercise တွေနော်အခုနော် exercise တွေဒါဆို exercise တွေတော့ကျွန်တော်တို့ပြီးရင်ထပ်လုပ်ပြမှာပဲဒီနေ့တော့ကျွန်တော်ဒီ MS အကြောင်း introduction လေးလုပ်ပေးသွားတာပေါ့နော်ဒါဆိုကျွန်တော်တို့ဒီသင်ခန်းစာကိုမနေ့ဖြန်မှာပဲဆက်ပြီးတော့ကျွန်တော်တို့လေ့လာကြရအောင်အားလုံးကျေးဇူးတင်ပါတယ်